ကျော်လာယူဆိုတဲ့လဝိညာဉ်ရှူရဲ့တန်မိုးချင်းတူတူနဲ့ဒီဇိုင်းတွေ quality တွေပြုလုပ်ပြီးဒါပေမဲ့ premium packaging ကိုကြည့်ပြလိုက်ရတဲ့ customer တွေရဲ့ရရှိတော့တဲ့ခံစားမှုကတော့အစိုးရဆန်တဲ့ဒီနဲ့ဒီဆိုင်လူကြီးလေးရတယ်အခုဒီလိုပြောပြရတဲ့တော့ဒီလိုလိုဆိုရင် packaging တွေကတိတ်တဆိတ်ဖွင့်လို့ပြောပြပါဘူးရွှေဆိုင်စိန်ဆိုင်နဲ့လက်ဝဲနာဆိုင်တွေအတွက်မရှိမဖြစ်အသုံးပြုနေရတဲ့ jewelry packaging တွေကို link image printing packaging solution ကနေပြီးတော့လူချင်တဲ့ site လူချင်တဲ့ပုံစံဒီဇိုင်းတွေအတိုင်းစိတ်ကြိုက်ပုံဖော်ဖန်တီးပြီးတော့ဝန်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ဘူးနဲ့80ရဲ့ packaging ဈေးနှုန်းတွေကိုသိချင်နေဆိုရင်တော့ကိုလိုချင်တဲ့ဘူးပုံစံအိတ်ပုံစံလေးကို Viber ကနေပြပြီးတော့အလျာအနက်မြင့် site လေးတွေပြောပြပေးရင်ဈေးနှုန်းတွက်ပြီးလို့ရပါတယ်။ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်ကတော့39 4233 14638 Viber သို့မဟုတ်ဖုန်းကောနဲ့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်